ဒီနေ့မှာတော့လူကြီးရောကလေးပါမကြံကြိုက်ကြတဲ့အာလူတောင်လေးထောင်းပြီးတော့အိမ်ကိုလှုပ်ကြွေးပြပါတယ်ပထမဆုံးအနေနဲ့အာလူတွေကိုရေဆေးတန့်စင်ထားပါမယ်အခွန်ခွာရလွယ်အောင်ဓားရလေးတွေပေးထားလိုက်ပါမယ်ပြီးရင်တော့ပြုတ်မဲ့အိုးတွေကိုထည့်ကြည်ထည့်စားနည်းနည်းထည့်ပြီးတော့အာလူတွေနူးဤသွားတဲ့အထိပြုတ်ပေးထားလိုက်ပါမယ်အာလူတွေကြက်ပြီးဆိုရင်စပြီးတော့ထောင်းလို့ရပါပြီကျက်သွန်နဲ့မွေးမွေးလေးဖြစ်အောင်ကျက်သွန်လေးထည့်ပါမယ်ပြီးရင်စားရတာမောင်းနဲ့မဆလာတို့ထည့်ပြီးတော့တေးသေးချာချာလေးထောင်းပေးလိုက်ပါမယ်နောက်ဆုံးမှာပူစီနံရွက်လေးထည့်ပြီးတော့နယ်ပေးလိုက်မယ်ဆိုရင်မွေးမွေးလေးနဲ့စားလို့ကောင်းတဲ့အာလူတောင်အစိမ့်လေးရပါပြီနောက်တစ်မျိုးကိုတော့စားအရသာမောင်းထည့်ပေးတဲ့အချိန်မှာမာလာနှစ်လေးထည့်ပြီးတော့ထောင်းပါမယ်နှမ်းဆက်အောင်ထောင်းပေးပြီးရင်တော့ထုံဆက်ဆက်မွေးမွေးလေးနဲ့မာလာအာလူတောင်လေးရပါပြီနောက်ဆုံးအနေနဲ့ပို့ပြီးတော့မွေးသွားအောင်ကျက်သွန်ဖြူစီချက်လေးစမ်းပေးလိုက်ပါမယ်လောက်ရတာအရန်လွယ်ပြီးတော့ကလေးလူကြီးမျိုးကြိုက်ကြတာကြောင့်ဒီနည်းလေးတိုင်းလိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါဦးခင်ဗျာ